တကြံတက်နေပြီးတော့မနေ့ပြန်မနေ့နေဆန်းတရက်နေ့ရွှေတကုံဘုရားကိုတွားမယ်မနေ့အစောကြီးဆိုပြီးတော့ဒါကလည်းမနေ့အစောကြီးကို4နာရီထပြီးတော့9နာရီရောက်သွားမယ်ဆိုပြီးတော့လာတာပေါ့နော်မြောက်ဘက်မှာလုံးဝကြက်ပိတ်နေဝင်လို့တော့မရဘူးအဲ့ဒါဆက်ပြီးတော့အနောက်ဘက်ကိုဆက်မောင်းလာအနောက်ဘက်မှာလည်းကြက်နေတာပဲအဲ့ဒါကျွန်တော်ကားနေရလိုက်ရှာရင်ကားတွေကဝင်းထဲမှာအပြည့်ပဲအဲ့ဒါနေရာတနေရာလေးရလို့မနေ့ရက်ပြီးတော့အခုရွှေတကုံဘုရားပေါ်ကိုတက်ပါတော့မယ်အားလုံးဝင်လာပါခင်ဗျာကိုနေဘလော့ကနေပြီးတော့ပြန်လည်ကြည့်လိုက်ပါတယ်ဒီနေ့ကတော့မြန်မာနေ့စန်တီးရက်နေ့ဖြစ်တယ်ပေါ့နော်အားကြောင့်ကျွန်တော်ရွှေကုန်းစီရီတော်ကြီးကိုလာရောက်ဖူးမြော်တာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူမြန်မာနေ့စန်တီးရက်နေ့မှာရွှေကုန်းစီရီတော်ကြီးကိုအတူတူဖူးမြော်ကြပါအောင်ခင်ဗျာကျွန်တော်ဒီနေ့လာတာတော့เนาะ20ရက်နေ့ဆိုတော့ကျွန်တော်မနေ့က4နာရီထားတယ်4နာရီထားပြီးတော့9နာရီထွက်မယ်ဆိုပြီးတော့လာတာပေါ့เนาะ9နာရီလောက်ကြာတော့လာတော့လူရောမရှိတော့ဘူးထင်တာပေါ့မရှိတော့ဘူးထင်တော့လိုင်းနဲ့မြောက်ဘက်မှာဝင်လို့မရတော့ဘူးအဲ့နဲ့အနောက်ဘက်မှာကိုပတ်လာအနောက်ဘက်မှာလူတွေအပြည့်ပဲဒါမှလည်း4နာရီကလာတဲ့လူတွေကျွန်တော်က4နာရီမှထားတာဟိုမှာရေမြေတော်မှာဆိုတော့အကုန်အပြည့်ပဲပေါ့เนาะလူတွေကျွန်တော်လည်းရွှေတုံးစီတွေရုပ်လာရောက်ပြီးတော့ဖူးမြော်တာပေါ့နော်ကိုကိုဇွဲရှိတာပြီးထင်နေတာလူတွေကအပြည့်ပဲနေတာမဟုတ်ဘူးလူတွေဒါတော့မနေ့9နာရီခွဲကျော်6နာရီခွဲဆိုပြီး9နာရီ45လောက်ပဲရှိသေးတယ်ဒီလောက်များနေ9နာရီ10နာရီဆိုတော့လုံးဝပြည့်သွားမယ်ထင်တယ်အောက်မှာလည်းကားပတ်ကင်မှာလည်းကားတွေအပြည့်ပဲလုံးဝထိုးလို့မရအောင်မနေ့ထိုးလာတဲ့တတိတောင်ဟိုဒါတော့ရွှေတုံးစီရုံမှာတွေ့ရတဲ့လူတွေပါနော်ဒါမှလည်း9နာရီ45ပဲရှိပါသေးတယ်ကျွန်တော်လည်းတူရွှေတကုံစီတော်မြတ်ကြီးကိုဖူးမြော်ကြပါအောင်ခင်ဗျာဒီချင်းကတော့ကျွန်တော်တက်ပဲပါရနော်ဒါကတော့ရွှေတုံဘုရားရဲ့အောင်မြေနေရာပေါ့နော်အောင်မြေမှာလူလာပြီးတော့အဋိဌာန်နေတဲ့လူတွေလာဖူးတဲ့လူတွေပေါ့နော်အပြည့်ပဲဗျဒါအောင်မြေပါအောင်မြကနေပြီးရွှေကုန်းစီတော်ကြီးကိုဖူးမြော်တာပါရွှေကုန်းစီတော်ရဲ့အောင်မြမှာဆိုတော့လူကတော့အပြည့်ပါပဲကိုမြင်တွေ့နေရတဲ့အတိုင်းပါပဲဝတ္ထုငွေတွေကဝတ္ထုငွေတွေရောလူပဲပစ္စည်းတွေရောဝနောက်အကုန်လုံးဟာဆရာတော်ကြီးကြွလာတာကိုကတ်လူပူဇော်နေကြတာပါရဟန်းတန်ခါတော်ကြီးပါတယ်လို့နောက်မှလည်းမတိတော့ဆရာလေးတွေဒီမှာနေစန်တီးရနေမှာမြင်ရတဲ့မြင်ကွင်းလေးရတော့စိတ်ကြည်နူကိုကောင်းပါတယ်ဗျအလူတန်းနေလောက်ကြတာတွေရောဒီနေ့ဆိုအလူတန်းနေချီကြဗျဒီမှာနောက်ဒီမှာလဲဆရာရဟန်းတန်ဃာတွေရောဆရာလေးတွေရောအကုန်လုံးဒီမှာလူဝဲဝတ္ထုတွေကတ်လူပူဇော်နေကြတာပေါ့နော်အဲဒါလည်းဒီမြင်ကွင်းလေးကတော့စိတ်ကြည်နူးစရာကောင်းပါတယ်
အနောက်မှာတော့ယောဂီတွေပါတယ်ဗျဒီမှာအဲဒီမှာ6နာရီမထိုးသေးဘူးဗျ9နာရီ50ပဲရှိသေးတယ်တဖြည်းဖြည်းနဲ့ကြက်လာပြီလူကသွားလို့တော့မရတော့ဘူးတော်တော်ကြီးကိုများလာပြီလူတွေကတဖြည်းဖြည်းနဲ့လူကများလေးကြက်လာလေးဒါတော့ဆွေးကုန်းဆွေးရောရင်းမြင်မော်မြင်ကွင်းပါခင်ဗျာကျွန်တော်လည်းဂမ်ဘတ်မပါတော့ရက်ရတာနည်းနည်းလေးတော့ဟိုမငြိမ်ဘူးပေါ့နော်လက်ကတော့မငြိမ်ဘူးဖြစ်နေတယ်နည်းနည်းလေးဖွင့်လို့ပြီးတော့တိခတ်ပြီးတော့ကြည်ပေးကြပါလို့လူဝိုင်းလည်းတောင်းပန်ပါတယ်လို့ဟုတ်ကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့တောက်ကြတောင်းပေါ့နော်တောက်ကြတောင်းရင်းမြင်တော်မှာရောက်ရှိနေရပါကျွန်တော်စီရီယိုကြီးကိုတပတ်ပတ်လိုက်ပါဦးမယ်လူတွေကတော့မြင်ရတဲ့အတိုင်းပဲပေါ့နော်အများကြီးပဲဗျကျွန်တော်ဒီမှာဆွမ်းကတ်လို့ကိုဆွမ်းလေးဝယ်လိုက်ပါဦးလူတမို့အတွက်ဆွမ်းလေးဝယ်လိုက်ပါဦးမယ်တော့ဝယ်လောက်နေမှာနောက်တစ်ခုတော့နည်းနည်းပြပါဦးဒါတော့ဆွမ်းကတ်ဖို့ပေါ့နော်ဒီလိုမှာဆွမ်းကတ်ဖို့အတွက်ဆွမ်းလေးတွေဝယ်နေရပါဘုန်းလေးဖြစ်လာပါဟုတ်ကဲ့ပါခင်ဗျာတပွဲရပြီဘယ်ဘယ်နဲ့ပွဲလဲတပွဲရပါပြီအဲ့ဒီဘယ်နဲ့ပွဲလဲခင်ဗျာနှစ်ပွဲတပွဲရပြီခင်ဗျာပြောလို့ကျွန်တော်ဆွမ်းကတ်ပါမယ်တတိဇွန်လေးပေါ့နော်ဒီမှာဖြည့်သီးလေးပါတယ်တပေါင်းမွေးပါတယ်ခင်းလေးပါတယ်ရေးပါတယ်တတိဇွန်လေးပေါ့နော်ကျွန်တော်တော့ကတ်လာပါမယ်အချိန်ကတော့6နာရီထိုးပါပြီလူတွေကတော့တစားတဲ့တစားပို့ပြီးတော့များလာပါတယ်ခင်ဗျာစီရီကုန်းစီရောမြကြီးကလွန်တက်ပဲတယ်နော်မှာဆိုတဲ့ရဟန်းတန်ခါကြီးလာပြီးတော့ဖျားစာကြီးရွတ်တဲ့ဆယ်နေရပါတော့ဒီနေ့ကတော့မြန်မာနယ်စံတရက်နေဖြစ်တဲ့အတွက်ဟိုဒီလေးစိတ်လေးကြီးကြီးလင်းလင်းရှိပြီးတော့စက်တရရှိရဲ့နေလေးတစ်နေ့ဖြစ်ပါတယ်ခင်ဗျာဟိုတဲ့ခါမှာလူတွေအများကြီးတွေ့ရပါတယ်ဗျာဒါပေမဲ့မပူလောင်ပေါ့နော်ငြိမ်းချမ်းနဲ့အေးချမ်းနဲ့ဘုရားအောင်မှာစိတ်ချမ်းသာစရာမြင်ကွင်းလေးပါဗျာအခုမြင်တွေ့နေရတာကတော့တာယာဝရီမြင်းခေါင်းလောင်ပါခေါင်းလောင်တော်ကြီးပေါ့နော်ခေါင်းလောင်တော်ကြီးကစတီးလက်ရနေပြီလေပိတ်ထားလိုက်ပြီအရင်တော့အဲ့ဒါအောက်ဒီပဲခေါင်းလောင်အောက်တွေဝင်လို့ရတယ်အခုတော့ဝင်လို့မရတော့ရှေ့မှာတော့ကျွန်တော်မိသားစုပေါ့နော်မက်ရှင်တော့ဘုရားတော်ဖုံးမယ်ဆိုပြီးတော့ရှေ့ကနေသွားနေတော့ကျွန်တော်တော့နောက်ကနေပြီးတော့လိုက်ပြီးတော့ဗီဒီယိုရိုက်နေအောင်နော်လိုက်နေနဲ့နောက်ကနေလိုက်နေတာပါအဲ့ဒါကျွန်တော်ဟိုကမက်ရှင်တော့ဘုရားတော်ဖူးလာအောင်ပဲဒီမှာတော့ဘော်ရင်းညောင်မင်းလည်းရှိတယ်ဗျာလားရွှေကုန်းဖျားအနောက်ဘက်မှာဘော်ရင်းညောင်မင်းကတော့ကဆုံတော်မြင်းနေကြရင်ကဆုံညောင်ရင်သုံးပါနော်ဒီနေရာလေးကတော့မခေါ်ရှိဖျားမှာပေါ့နော်လာရောက်ပြီးတော့အဋိဌာဝင်နေတဲ့လူပုဂ္ဂိုလ်တွေပါဒီအများကြီးပဲဗျာအဋိဌာဝင်နေတာမခေါ်ရှိဖျားမှာဗျာလာပြီးတော့လာရောက်ရှိခိုးပြီးတော့ဆူတောင်းနေကြတာပေါ့နော်ဒီတစ်ဆောင်ကတော့ပကောရှိဖျားရဲ့ဒီဘယ်ချမ်းမှာရှိရပါတော့ရှင်အရဟံတစ်ဆောင်ထဲမှာရှိတယ်မျက်ရှင်တော်ဘုရားရုပ်ပွားတော်ပါဒီဗုဒ္ဓရုပ်ပွားတော်မှာဆိုရင်လည်းမျက်ရှင်တော်ပေါ့နော်မျိုးလုံးတော်ဆိုလို့ရှိရင်မျက်ရှင်တော်ဖြစ်ပါတယ်ဒီမှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်မှာဆိုရင်ဒီမျိုးလုံးတော်ပေါ့နော်
မတူဘူးဗျအဲ့တော့လက်ရှင်တော်ဘုရားရုပ်ပါတော့ပါကျွန်တော်လည်းအတူတူဖူးမြော်ကြပါအောင်ခင်ဗျဒီမှာလည်းလာရောက်ပြီးတော့အဋိဌံပြီးတော့ဆူတောင်းကြရတူရှိပါတယ်ခင်ဗျဒါကတော့ဓမ္မစရီကျောက်စာတိုင်းတော့ရှိတဲ့ကံတလုံးမျိုးပေါ့နော်ကံတလုံးမှာဆိုတန်းလုံးဒီအများကြီးပဲကျွန်တော်သဘောကျလို့ရိုက်ခဲ့တာဗျာဒီမှာကံတလုံးဒီအများကြီးပဲတွတ်နေရပဲသိနေရဒီကံတလုံးမီရဲ့ဘယ်ချမ်းမှာဆိုရင်တော့ဓမ္မစရီကျောက်စာဒီထိုးထားတဲ့နေရာပေါ့နော်ကျောက်စာတိုင်းရှိပါတယ်ကံတလုံးမီကတော့သဘောကျလို့ရိုက်ခဲ့တာပါခင်ဗျအတီးဒီအများကြီးအတီးနေတယ်အဲရုပ်ဘွားတော်မြတ်ကြီးကတော့ရာဇမှုကြီးဘုရားရုပ်ဘွားတော်မြတ်ကြီးပါဒီဘုရားရုပ်ဘွားတော်မြတ်ကြီးကလည်းထူးထူးခြားခြားနဲ့အလောင်းတက်ပဲပါလေကျွန်တော်နဲ့အတူတူဖူးရကြပါအောင်ခင်ဗျာရခမဲ့တော့ရှိပြီရောက်တော့ရက်ခမဲ့တော့ရောဝယ်ပြည့်လူကအများကြီးပဲဗျရက်ခမဲ့တော့ဝယ်ပြည့်နေပါ21ရက်နေပါဟုတ်ကဲ့ကျွန်တော်ရွှေတုံဘုရားမြောက်ဖက်ဘုတ်ကနေပြီးတော့ဆင်းလာတော့ဆင်းပြီးတော့ကျွန်တော်သေးစိတ်ကမဲ့သွားလာအောင်မယ်ကားတော့နောက်ဖက်ဘုတ်ကရထားဗျနောက်ဖက်ဘုတ်ကနေမြောက်ဖက်ဘုတ်ကိုပြန်လာလို့မရတော့ဘူးအဲ့ဒါကျွန်တော်လည်းမြောက်ဖက်ဘုတ်ကိုတောင်းတန်းနေတော့ဆင်းလာပါတော့ပြီးလို့ရှိရင်ဟိုငါတို့တဲ့ချီကိုတောင်းလိုက်ဗျကျွန်တော်လည်းဒီဆက်လက်ပြီးတော့လိုက်ပါပြီးတော့ကြည့်ရှုကြပါအောင်ခင်ဗျဒါတော့နောက်ဖက်ဘုတ်ကနေပြီးတော့ပြန်ဆင်းနေတဲ့သူတွေပါအတက်ကတော့ဒီဘက်ကနည်းနည်းလေးနေတယ်ဗျဟိုဘက်ကပိုများတယ်ဒါတော့မြောက်ဖက်ဘုတ်ကနေပြီးတော့တက်တာမြောက်ဖက်ဘုတ်ကကျတော့ဓာတ်လိကရှိတော့ဓာတ်လိကနဲ့တက်ကြအများဗျဆောင်းတန်းတော့တိတ်မတက်ကြအောင်ဆောင်းတန်းတော့အစင်းတော့ပဲရှိဓာတ်လိကနဲ့တက်ကြပါတော့အဲကြောင့်များတာဒါတော့ငါးလို့ဟုတ်ငါးပေါက်လေးပေါ့နော်ဝဲနေရာလေးပါငါးလူလို့ရပါတယ်ဒီမှာတော့မနေ့ကခုရှိရပါဒီတော့တစ်ခုတော့တစ်ခုငါးလေးတွေဝဲပြီးတော့လုပ်လို့ရပါတယ်နော်ဒါတော့ဒီမှာနေစတဲ့နေ့ပါငါးလို့တဲ့ကုသိုလ်ပြုလုပ်ခြင်းတဲ့လူတွေအတွက်နေရာလေးကိုပြပေးတာပါဒါမြောက်ဖက်မှာရှိတာပါခင်ဗျာဒီကနေ့လာပြီးတော့ထူလို့ရပါတယ်ဒီမှာလာလို့ရပါတယ်တောက်ဟိုဘက်ကိုဆက်ပြီးတွားကြည့်တာလေငါးတကောင်200အဲ့ဒါလို့ရတယ်အားလို့ရတယ်စားလို့ရတယ်ဟိုစားလားငါးစားလားစားလေးလည်းဝယ်လို့ရတယ်ဒီကားတော့စားလာတာဘာလို့တော့ဝယ်ရတယ်ငါကလေးလည်းလုပ်လို့ရတယ်အားလုံးလေးလို့ရတယ်ဒီမှာငါးလေးအများကြီးပါငါးလေးလုပ်လို့ရတယ်ငါးပေါက်ကြီးအများကြီးပဲဒီကားတော့စားရတယ်ငါးပေါက်ကြီးအများကြီးတစ်ခါအများကြီးနေတာမဟုတ်မလေးရောဒီမှာတော့ငါးလေးတွေဘောနော်ရောင်းနေရပါငါးကောင်ရပတ်ပြီကဲတော့ငါးလေးရပါပြီဒီမှာငါးလေးလက်ပါမယ်ချစ်စရာလေးကငါးပေါက်လေးတွေရောက်သမီးလေးရောက်နေသမီးလေးသားလေးအဒိုးလို့ရငါးလေးလက်ပါမယ်ဒီမှာငါးစာရတယ်အများကြီးဖြစ်နေတယ်ငါးစာမကြည့်တော့ငါးစာအရင်များနေတယ်တကငါးစာရတော့ငါးရစားတော့မစားနိုင်တော့ဘူးမှာပေါင်းမုတ်တွေအများကြီးပဲခိုင်းဆောင်လာပြီးမှလောက်ကြမယ်လေနော်
ပြချလိုက်ချဟုတ်ချပြေချရေမောမချလိုက်ချချငါလေးစင်သွားပြောသွားငါလေးကန်ထဲမှာသွားပြီပြောက်သွားပြီလားရောက်သွားပြီရှုပ်ခနေပဲပေါ်မုတ်တွေကတော့အများကြီးပဲပြတော့ငါးတွေကမစားနိုင်တော့ဘူးဘိုက်ဆိုင်အတကုံတွတ်တာရွယ်ချမ်းမှာပေါ်မုတ်တွေဒီနေ့ကျွေးထားတာအရင်များနေတော့ငါမစားနိုင်တော့ဘူးဟိုးမှာတော့ငါးတွေပွက်နေဒါမြောက်ဖက်မုတ်ကနေပြီးတော့နောက်ဖက်မုတ်ကိုသွားတဲ့လမ်းပေါ့နော်အဲ့မှာဆိုင်ကန်းတွေပါဒီတော့ကားလေးနည်းနည်းချောင်သေးရဲ့ဗျဟိုဘက်ချက်မှာတော့အရင်ကြက်နေဆိုင်လေးမှာလည်းအပြည့်ပဲဗျဒီမှာဆိုလဲလာစားနေကြတယ်လို့အရှိရပါမယ်ဒါတော့ဈေးဆိုင်တန်းလေးပေါ့နော်စားတော့ဆိုင်တန်းလေးပါစားတော့ဆိုင်တန်းလေးဒီမှာဒါကျွန်တော်မှာထားတဲ့ခေါက်ဆွဲတုပ်ပါဒါတော့အလွတ်လေးပေါ့နော်အလွတ်ကိုတစ်ပွဲ4000ပေးရရဗျဒါပေမဲ့ပိုးရှင်းတော့များပါတယ်မဆိုးပါဘူးပိုးရှင်းတော့တော်တော်များတယ်ဗျဆိုးပါဒီနံပါတ်ဆိုတော့မှာလာသေးတယ်နည်းနည်းမြည်ကြည့်လာမှာဗျဆောင်းလာမသိဘူးရတာလေးခဏမြည်ကြည့်လာမှာဆိုးပါကောင်းပါများလည်းများပါမဆိုးပါဘူး4000အဲ့တော့နံပါတ်တုပ်လေးပါဒါလေးလည်းမြည်ကြည့်လာမှာဗျနံပါတ်တုပ်လေးလည်းမြည်ကြည့်လာအောင်ခေါက်တုပ်ကပုံများနံပါတ်တုပ်ကလည်းနည်းနည်းအရသာတွေကမဆိုးပါဘူးသူကချိုလေးရအဲ့ဆိုကျွန်တော်စားလိုက်ပါဦးမယ်ဟိုနောက်ဖက်မို့ရဲ့ငါးလွတ်တဲ့နေရာတော့မဖွင့်သေးဘူး9နာရီတော့မှဖွင့်မယ်အဲကျွန်တော်ဒီဘက်ကနေပြီးတော့နောက်ဖက်မို့ကိုပြန်တက်လာတက်တော့ဒီမှာစီရီလေးတွေဆိုတွေ့ရပါကျွန်တော်ဒီဘက်ကိုမရောက်သေးဘူးအမှတ်တမဲ့ဖြစ်နေဒီဘက်ကိုမရောက်ဘူးတဲ့ပေါ်ရဖူးတာဝင်ကျွန်တော်ဒါဘာစီမှမသိဘူးအဲ့ဒါဒီဘက်ရောက်တော့မှစားတာဘောကစီရီဖြစ်နေတာဝိဇာတွေလာပြီးတော့တဲ့စီရီဆိုပြီးတော့ပြောကြတာပေါ့နော်ဒါ TikTok မှာနာမည်ကြီးနေတဲ့စားတော့ပါစီကြီးပြကျွန်တော်ဒီအခုမှရောက်တာပူးလိုက်လို့တော့မသိဘူးပြဒီဘက်ကဒါတော့နောက်တည်ထားတဲ့စီကြီးပေါ့နော်ဒါနောက်ပိုင်းမှာတည်ထားတဲ့စီကြီးဒါတော့မူလလည်းဟောင်းစားတော့ပါစီကြီးပေါ့နော်လာပြီးတော့အတိတ်တန်ဆူတောင်းကြရလို့ရှိတယ်ဗျတီးရလို့တီးရမတီးလို့မတီးဘူးကျွန်တော်တော့မတီးဘူးပြဒီနေရာနောက်ဘက်မဟုတ်ကိုပတ်ရနေမှဒီနေရာကိုရောက်လာတာဗျ TikTok မှာတော့နာမည်ကြီးနေပဲနေရာမှမသိရကျွန်တော်လည်းလာပြီပေါ့နော်ကျွန်တော်လည်းတူတူဖုန်းရလိုက်ပါဦးနော်ကျွန်တော်လည်းဖျားရှိခိုးလိုက်ပါဦးနော်ဖျားတော်ရဲ့လုံးတော့မှာဆိုတော့စားရပါဆိုပြီးတော့အဲ့ခေရာကြီးရေးထိုးတာပဲဗျာဒီရောရပတ်လည်းကျွန်တော်ပတ်ပြီးတော့ရိုက်ပြတာပါနော်အခုဘုံညောင်းနေရတဲ့စီရောကတော့စားရပါရဲ့အရန်စီရောပေါ့နော်စားရပါအရန်စီရောပါဟိုဘက်ကတော့လူရင်းစီရောပေါ့နော်စီရောနှစ်စီရှိပါတယ်ဒီမှာဘုံညောင်းကြပါအောင်ခင်ဗျာဒါစီရောရဲ့ပတ်ဝန်းကျင်မှာလို့ဆိုရင် AC agent ပါတယ်လာရောက်ပြီးတော့ရိတ်ထန်ဝင်လို့လည်းရတာပေါ့နော်ဒီနေရာမှာအေးရပါတော့ဘင်းကြီးပဲပို့ပြီးနေပတ်ဝန်းကျင်တွေရောတိတ်ဆိတ်ပြီးတော့ agent နေရပါနော်ငှက်တန်လေးပဲကြားတယ်အားတော့ခုနဖူးမြင်ရတဲ့စားတာဘောကစီရောနဲ့ဒီဘက်ကစီရောတက်ကတော့ဓမ္မရောင်ကြီးစီရောတဲ့လို့ဆိုမို့ကြီးရေးထားတယ်ဗျာဆိုင်မို့တဲ့ဝင်လာလို့ရှိရင်တော့ပုံမှန်မြင်နေရတဲ့အတိုင်းစီရောရောက်ပါပြီကားတွေကတော့ပိုးကြက်လာပြီမလို့တော့မရတော့ဒီကိနေကားတွေပိတ်နေဘိုးရှိမှဆိုကားတွေပိတ်နေအခုဆိုရင်ကျွန်တော်ပြန်มาတော့မယ်ကားတွေကတော့လောလောဆယ်ပိတ်နေပါတယ်ခင်ဗျာ
ကဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးကျင်းတဲ့တက်ကြမယ်လို့ထင်ပါတယ်နှစ်သက်မှာမြန်မာပြည်သူပြည်သားအပေါင်းစိတ်သက်လူတဲ့နဲ့ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝကိုရရှိနိုင်ပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ